ကင်မရာနဲ့လောက်မင်္ဂလာပါရှင်ဂေးစင် spiritual clarity ဘက်မှကြိုဆိုပါရရှင်ဒီနေ့ပြောပြပြရမယ့်အကြောင်းကတော့သင်ရဲ့ဩဇာတာအကြောင်းကိုဟောပြသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသင်အဲ့လိုမျိုးသင်မင်းသွားတဲ့အချိန်ပေါ့လေသင်ရဲ့အသက်ကြီးတဲ့အချိန်အဲ့အချိန်မှာရှိရဲ့သင်ရဲ့ပတ်ဝန်းကျင်ကဘယ်လိုရှိလဲသင်ကျန်းမာရေးရောဘယ်လိုနေလဲပြီးရင်သင်ရဲ့လူမှုဆက်ဆံရေးရောဘယ်လိုလဲပြီးရင်သင်ရဲ့အတွင်းစိတ်နှံပိုင်းဆိုင်ရာရောဘယ်လိုနေလဲပေါ့လေသင်အဲ့လိုမျိုးဩဇာတာကောင်းမှုအတွက်အခုဘာကိုအာယုံစိုက်တင်လဲဆိုတာပေါ့လေအဲ့ဒါကြီးကြည့်ပေးတာမှာပါအိုနာသေးဆိုတာကတော့လူသားအလုံးဖြတ်တန်းရမှန်ပေါ့ကိုအသက်ကြီးတဲ့အချိန်ဩဇာတာကောင်းအောင်အခုတွေကဘာတွေလုပ်ရမလဲဘာတွေဂရုစိုက်တင်လဲဆိုတာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့တင်ငယ်ငယ်ရွယ်နဲ့တေဆုံးသွားရင်ဆိုရင်တော့တစ်မျိုးပေါ့နော်ဒီမှာဒီဟာတွေကတော့Pine 1, Pine 2, Pine 3လေးပါဒီ sticker တွေကိုကြတော့ Pine ရွေးဖို့အတွက်ပဲထုတ်ထားတာပါเนาะ reading ထဲမှာမသုံးပါဘူးစိတ်တည်ငြိမ်ထားပြီးတော့တခုရွေးပေးပါเนาะ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့เนาะဟုတ်ကဲ့ပါဒီ sticker လေးရွေးထားတဲ့ပိုင်ဝမ်လေးတွေမင်္ဂလာပါရှင်အခုပိုင်ဝမ်လေးတွေအတွက်သင်ရဲ့ဩဇာတာအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး oracle ကတ်လေးထုတ်ပါမယ် oracle ကတကက်က Fairman dealing of relationship with a man with blonde gray or white hair Fairman လေးကိုဒီမှာထားလိုက်မယ်ပြီးတော့တကက်အဝိုင်းဆိုတော့သူကထွက်ကြလာတဲ့ကတ်တီရှူလိုက်မယ်နော်ငကတ်ခဏI got it psychic ability trust your intuition hashtag karma you will read what you have sown oracle ဒီအရာတော့ဒီဗီဒီယိုကြည့်နေတဲ့သူကအမျိုးသမီးဖြစ်ရင်ပေါ့လေသင်အိမ်နောင်ဘန်နဲ့အသက်ကြီးတဲ့အထိသပင်းနေဖြူသွားကျူတဲ့အထိနေရတာတွေ့ရပေါ့လေနှစ်ယောက်စလုံးသက်ရှိထင်ရှားရှိနေတာကိုတွေ့ရတယ်အမျိုးသားဆိုရင်လည်းသင်အသက်ကြီးရဲ့အထိသင်အိမ်နောင်ဘန်နဲ့ပေါ့လေသက်ရှိထင်ရှားနေရတာတွေ့ရတယ်အမျိုးသားတွေဆိုရင်တော့သင်ရဲ့တငယ်ချင်းတွေကအနည်းဆုံးတစ်ယောက်ကတော့အသက်ကြီးရဲ့အထိသင်ဘေးနားမှာရှိနေသေးတယ်ပေါ့လေပြီးတော့ psychic ability trust your intuition ပြီးတော့karma ဆိုတော့သင်အိုမေးလာတဲ့အခါကျရင်ねဘာသာတရားတွေအရန်ကိုင်းဆိုင်လာမယ်တဲ့လောကရဲ့ဖြစ်ပျက်သဘောကိုပိုသိလာမယ်ကံကြီးအကျိုးကိုပို့ပြီးတော့ယုံကြည်လာမယ်တဲ့အေးချမ်းနဲ့ဘာသာရေးတွေပဲလုပ်နေလိမ့်မယ်တဲ့ဟုတ်ကဲ့ပါအဲ့ဒါကတော့ oracle တွေအတွက်မြင်ရတာပြောပါလေဒါတော့ကြည့်Four of Pentacles ဆိုတော့သူကသင်ငွေကြေးအတွက်မပူပင်မဲ့နေရမယ်တဲ့နေရတာတွေ့ရပေါ့လေနေရထိုင်ခြင်းကောင်းကောင်းအင်ကြီးအိမ်ကောင်းဒီမှာ Four of Pentacles ဒီမှာအနောက်မှာဆိုလည်းအိမ်နေအများကြီးပဲတွေ့လာPentacles ဆိုတော့အင်ကြီးအိမ်ကောင်းနေနေရတာတွေ့တယ်သင်ကိုယ်တိုင်ကလည်းဒီအမျိုးသားဆိုရင်ဒီမှာသူငွေပေါ့လေဒီပန်ဒီလေဆိုတော့ငွေပေါ့သူကပိုက်ထားဆိုသင်ကိုယ်တိုင်မှလည်းပစ္စည်းဥစ္စာတွေရှိလိမ့်မယ်ကွာသားသမီးကိုကြီးပဲအရင်မိခိုးစရာမလိုသင်ကိုယ်တိုင်မှလည်းပစ္စည်းဥစ္စာတွေရှိလိမ့်မယ်သင်ငွေကြီးအတွက်မပူမပင်မဲ့နေရမယ်သားသမီးတွေကလည်းသင်ကိုလေးစားတယ်ပြီးရင်သင်ကအဲ့လိုမျိုးအသက်ကြီးရဲ့အချိန်ကြရင်လည်းစီးရုံစီကန်စားတဲ့ကျန်းမာရေးဆောက်ရှောက်မှုတွေပေါ့လေအနီးနားပတ်ဝန်းကျင်မှာရတဲ့မြို့ထဲမှာနေရတာလမ်းပန်းဆက်သွယ်ရေးကောင်းတဲ့မြို့မှာနေရတာဒါမှမဟုတ်လည်းအစင်းမြင့်လူနေရက်ကွက်မှာနေရတာဖြစ်နိုင်တယ်ပေါ့လေသင်ရဲ့ငယ်ရွယ်စဉ်ကအလုပ်ကြိုးစားပြီးတော့ငွေတွေစုခဲ့လို့ investment တွေလုပ်ခဲ့လို့တဲ့အခုသင်အသက်ကြီးနေတဲ့အချိန်မှာအသီးပွင့်နေခံစားနေရတာပါတဲ့
ဒါမဲ့ဒီမှာ Four of Pentacles ဆိုတော့ဘာသတိပေးလဲဆိုတော့ရုပ်ဝတ္ထုပစ္စည်းတွေငွေကြေးတွေကိုအယမ်းမမှတ်မောပါနဲ့တဲ့မတွေးထားပါနဲ့လို့တော့သတိပေးရပေါ့လေကဲနောက်တစ်ခါကြည့်Page of Pentacles နောက်တစ်ခါကPage of Pentacles ဆိုတော့Page ဆိုတော့တင်ကလူငယ်ပေါ့အသက်ကြီးနေပြီမဲ့ငငယ်ရွယ်စိတ်တွေနဲ့ပေါ့လေတင်ကအသက်ထပ်ပို့ပြီးတော့နုနေတဲ့ပုံပေါက်တယ်ပေါ့အရွယ်တင်တဲ့ပုံစံရှိရယ်ကျမ်းမာရေးရမှာဆိုလဲယောဂကြီးကြီးမာတွေမတွေ့ရဘူးပေါ့လေကျမ်းမာရေးကောင်းတယ်တင်ကိုယ်တိုင်ကလည်းကျမ်းမာရေးကိုသေချာဂရုစိုက်တာတွေ့ရတယ်ကျမ်းမာရေးတွေလိုက်စားတယ်လေ့ကျင့်ခန်းလေးပေါ့လေပုံမှန်လုပ်တယ်ဥပမာဆိုရင်မနက်ခင်းကိုပုံမှန်နေ့တိုင်းလမ်းလျှောက်ထွက်တာတွေလုပ်တယ်ပြီးတော့တင်ကလေဒီတင်အသက်ကြီးတဲ့အချိန်မှာဆိုရင်ကိုမပြင်းအောင်ကိုဝါသနာပါတာလေးတွေပေါ့လေလိုက်လုပ်နေရတာကြိုက်တယ်တနေ့တစ်ခါ medical check up တွေလုပ်နေရတယ်လည်းရှိတယ်ကျမကြီးကကောင်းပါတယ်နောက်တစ်ခါက facial shop facial shop ဆိုတော့တင်ကရုပ်ရည်ရလည်းအရွယ်တင်တယ်ပေါ့လေဒီမှာ page shop ပိုင်းတွေကတင်ကျမ်းမာရေးရုပ်ကကောင်းတယ်ရုပ်ရည်ရလည်းအရွယ်တင်တယ်လူဒီမှာ page shop ဆိုတော့လေတင်ကအဲ့စကားပြောဆိုရမှာလည်းခင်မိရပေါ့လေအသက်ကြီးနေပြီမဲ့အရန်ရှေးရိုးဆန်တဲ့ထဲမှာမဟုတ်ဘူးပေါ့မိသားစုနဲ့စကားပြောရတာလေးကြိုက်မယ်ပေါ့လေအထူးသဖြင့်မြည်ရည်နဲ့ဟောအရန်ကိုထက်အရန်ငယ်တဲ့ generation နှစ်ခုလောက်တစ်ခုနှစ်ခုလောက်กว่าတဲ့သူတွေပေါ့ကွာမြည်ရည်ပြောရမယ်ဆိုမြည်ရည်မြစ်တွေနဲ့ပေါ့သူတို့နဲ့စကားပြောရတာကြိုက်တယ်တဲ့တင်ကအဲ့ဒီအချိန်မှာဆိုရင်တင်မိသားစုရဲ့ပြီးရင်တင်ယုံကြည်ရတဲ့မိတ်ဆွေအနေနဲ့ကိုပဲအဲ့လိုမျိုးနည်းနည်းကိုပဲတင်သူတို့နဲ့ပဲအချိန်ဖြုံးမယ်ကွာတင်ဆုံးဖြတ်ကြရတာတင်ရဲ့နောက်ဆုံးလက်ကျန်အချိန်တွေကိုအရေးမပါတဲ့အရာတွေအရေးမပါတဲ့လူတွေနဲ့ပဲအချိန်ဖြုံးနေတော့မှာမဟုတ်ဘူးတဲ့တင်ရဲ့မိသားစုမိတ်တင်ခင်တင်ပေါ်တကယ်ကောင်းတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပဲတင်အချိန်ကုန်တော့မယ်တဲ့တရားစခန်းလေးတွေဝင်ပြီးတော့တရားအကြောင်းလေ့လာတာတွေလုပ်မယ်ကိုသားသမီးမြေးမြစ်တွေကိုဆုံးမစကားတွေပြောမယ်သူတို့အကြံဉာဏ်လုံရင်လည်းကိုကအကြံဉာဏ်ကောင်းတွေပေးမယ်ပေါ့လေပြီးရင်ကိုရဲ့တငယ်ချင်းတွေနဲ့ပေါ့လေချိနေသေးတဲ့တငယ်ချင်းတွေနဲ့လက်ဖေးရည်အတူတူတောက်ပြီးတော့ညနေခင်းလေးမှာပေါ့လေလက်ဖေးရည်အတူတူတောက်ပြီးတော့မုတ်လေးစားပြီးတော့လူမှုကိစ္စအဝဝကိုထိုင်ဆွေးနွေးရမျိုးတွေလုပ်မယ်ပိုင်ဝမ်းနေအောင်ဦးစားထားကောင်းတယ်နော်နောက်အခုလက်ရှိဦးစားထားကောင်းဘာအဲ့လိုမျိုးပေါ့လေဒီလိုမျိုးဦးစားထားကောင်းတင်ကအခုဘာလုပ်တင်လဲဆိုတာကိုတကက်ထုတ်မယ်ဆိုတော့ထပ်ကြလိုက်King of Cupsဒီမှာဆိုလဲ I ဆိုတော့ psychic ability trust your intuition ဆိုတော့တင်ကိုယ်တိုင်ကလည်းငကိုတွေကဘာသာတရားကိုင်ဆိုင်တဲ့သူမျိုးတွေပါတယ်ပေါ့လေအဲ့ဒါဘောတော့တဲ့ထက်မှာတမွန်ဆိုတော့ King of Cups တမွန်ဆိုတော့ spiritual ဘိုင်းဆိုင်ရာတရားအလုပ်တွေကိုပေါ့လေအခုတွေကစလုပ်တင်နေတဲ့အတွင်းစိတ်ကိုကတည်ငြိမ်အောင်ထားတတ်ရမယ်ပေါ့ emotion တွေကိုလည်းထိန်းချုပ်တတ်ရမယ်လုံးစုံများစွာတတဝါအပေါ်ကျင်နာပါတဲ့လုံးစုံများစွာတတဝါချမ်းသာကိုစိတ်ငြိမ်ပါစေဥပယံမိကင်းစီဝိငြိမ်ကြပါစေပေါ့လေအဲ့လိုမျိုးမေတ္တာတွေပို့ပါတဲ့တင်ရပေါ့လေအလုပ်ကြိုးစားရုံနဲ့မပြီးပေါ့လေတင်အိုစားတာကောင်အလုပ်ကြိုးစားရုံနဲ့မပြီးသေးဘူးပြီးရင်တင်ရဲ့စိတ်ပိုင်းဆိုင်ရာဘာသာရေးပိုင်း spirituality ကိုလည်းလှုပ်တင်တယ်ပြီးရင်တင်အဲ့လိုမျိုးလုံးဝရင်းကျက်သွားအောင်လဲကိုစိတ်ပိုင်းဆိုင်ရာ healing တွေလုပ်တင်ပါတယ်တဲ့ဘောတော့တဲ့တက်ကသမွန်းဆိုတော့လေအရှိမပြောသလိုပဲရုပ်ဝတ္ထုပစ္စည်းအပေါ်ပဲကိုဘဝတစ်ခုလုံးပေးပြီးရှာဖွေနေလို့မရဘူးပေါ့လေဒါတွေကလည်းအသုံးဝင်တယ်ကွာဒါပေမဲ့ကိုသိပြီးရင်အဲ့ဒါတွေကဘာမှလုပ်လို့မရတော့ဘူးပေါ့လေကိုထားကြရမယ့်အရာတွေပဲဆိုတော့ကိုယ့်အတွက်အိမ်နောင်တန်တရားမှာကောင်းမှုအတွက် spirituality တွေဘာသာရေးတွေလုပ်ရမယ်တဲ့ပတ်စံအောင်လည်းအရင်ကစီမနေနေပါနဲ့တဲ့
ကိုရှာလာတဲ့ပတ်စံကသုံးဖို့စားဖို့ကျန်းမာရေးဂရုစိုက်ဖို့တဲ့အဲ့ဒီပတ်စံရှာရတဲ့ကိုယ့်ရဲ့အဓိကရည်ရွယ်ချက်တွေမပြောက်ပါစေနဲ့တဲ့ပိုင်ဝမ်နေပါပေါ့လေ education အားကောင်းတာတွေတွေ့ရတယ်ပေါ့လေအဲ့ education ကိုလည်းကောင်းကောင်းအသုံးချပါတဲ့ဒါကတော့ပိုင်ဝမ်နေအတွက်သင်ရဲ့ဥစားထားကိုကြည့်ပေးတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်လည်းနောက်ရီတွေနေမှာလည်းပြန်တွေ့ကြအောင်မယ်နော်တတာဖိုင်တူးလေးတွေမင်္ဂလာပါရှင်ဒီစတစ်ကာလေးရေးထားတဲ့ဖိုင်တူးလေးတွေမင်္ဂလာပါရှင်အခုဖိုင်တူးလေးတွေအတွက်သင်ရဲ့ဥစားထားအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး oracle ကလေးထုတ်ပါမယ်ရှင်ထွက်ကြလာပြီသုံးခုလုံးတစ်ခါရင်ထွက်ကြoracle ကိုသုံးကတ်ထုတ်မယ်လို့ပြောတာသုံးခုလုံးတစ်ခါရင်ထွက်ကြလာတယ်depression anxiety တဲ့ worry that someone is against you တဲ့စားလာတဲ့ anxiety တွေတွေ့နေ anxiety ပြီးတော့ပြန်နောက်တစ်ခါကကြောက် happiness ဖြစ်သွားပြန်ပေါ့ကွာနောက်က score the hidden secrets can harm you တဲ့နောက်က anxiety နဲ့ပတ်သက်တဲ့ကအဲ့ဆိုဘာလဲဆိုတော့လေဖိုင်တူးလေးတွေရတဲ့အသက်ကြီးလာရင်လည်းစိတ်ပူပန်မှုတွေရောကြအောင်တရားထိုင်ပေးတာမျိုးတွေကိုလုပ်သင့်တယ်တဲ့အရာရာကိုတွေးပြီးတော့မပူနေပါနဲ့တဲ့ကိုယ်မှရှိတဲ့အရာတွေကိုယ်ပတ်ဝန်းကျင်ကလူတွေအပေါ်ပဲစိတ်ကောင်းကောင်းထားပြီးတော့ဗောလေသူတို့ appreciate လုပ်ရပါမယ်တဲ့အခု oracle ကဒီမှာသုံးကတ်ထုတ်တာမှာနှစ်ကတ်ကကြတော့ဒီအဲ့လိုမျိုး anxiety depression နေတွေ့တယ်ဒီမှာကျ hidden secret can harm you ဆိုတော့လေသင်ကအဲ့လိုမျိုးဒီလိုမျိုးသင်က happiness လည်းပါတယ်ဆိုတော့သင်ရဲ့ဥစားထားစကားရအောင်ထည့်ကောသင်ရဲ့အိုမင်းနဲ့ဘွားမှာပေါ့လေသင်ကအရာရာပြည့်စုံနေတဲ့သူတယောက်ဖြစ်လိမ့်မယ်သလားဒါပေမဲ့သင်ကအဲ့လိုမျိုးပြည့်စုံနေတာကိုပဲအဲ့လိုပျက်စီးသွားမှာရုပ်ရော်သွားမှာတွေကိုသင်ကစိုးရိမ်ပြီးတော့ depression တွေထိုင်ဝင်နေတာမျိုးလည်းဖြစ်နိုင်တယ်သင်ပတ်ဝန်းကျင်ကအဆိုးကြီးမဟုတ်ဘူးပေါ့လေဒါဒီကတ်နဲ့ကတ်ထဲနဲ့မဆုံးဖြတ်ဘူးเนาะဒီမှာတားရတွေထုတ်ပါအောင်သင်ပတ်ဝန်းကျင်မှာကိုယ်ကိုပြောအောင်လုပ်ပေးနိုင်တဲ့အရာကိုစိတ်ချမ်းသာစေတဲ့အရာတွေပေါ့လေအဲ့ဒါတွေရှိပါတယ်တဲ့မိသားစုပဲဖြစ်ဖြစ်အတိမိတ်ဆွေပဲဖြစ်ဖြစ်အဲ့သူတွေရှိရပေါ့လေအဲ့မင်္ဂလာရှိတဲ့အရာတွေကိုကိုကမြင်တတ်ရမယ်ပေါ့လေမမြင်မဲနဲ့အဲ့လိုမျိုး depression တွေထိုင်ဝင်နေလို့မရဘူးပေါ့ပူပင်တော့ကတုံးနေပဲဖြစ်နေလို့မရဘူးတဲ့ဒီမှာ nine of cups ဒါ wish card လို့ပြောကြတယ်ကွာဆူတောင်းနေပြေးသွားတဲ့ cup ပေါ့သင်ဟုတ်တယ်ခုနပြောသလိုပဲသင်အသက်အရွယ်ကြီးလာပြီးအိုမင်းတဲ့အချိန်မှာတဲ့သင်ဖြစ်ချင်နေတဲ့အရာကိုဖြစ်နေပြီပေါ့လေသင်ဆူတောင်းနေပြေးသွားပြီပေါ့သင်လိုချင်တာတွေလည်းပြည့်စုံနေပြီသင်တက်တာနေနေရလည်းတွေ့တယ်ပေါ့လေသင်ရှာဖွေစုဆောင်းထားတဲ့အသီးပွင့်တွေခံစားနေရတယ်တက်ဖြစ်တဲ့အေဂျင့်နဲ့အိမ်လေးကိုလည်းပိုင်ဆိုင်ထားရပေါ့လေအစားအစာပစ္စည်းအရာဝတ္ထုစတဲ့လိုအပ်တဲ့အရာတွေကပိုရှန်နေတာတွေ့ရတယ်ပေါ့လေဒီမှာဆိုလဲ9 ရော Pentacle ဆိုတော့ကောင်းတယ်လीကွာသူကဘယ်လိုလဲဆိုတော့သူက independent ဖြစ်တာပေါ့လေကိုငွေရသားသမီးကကိုထောက်ပံ့စရာမလိုဘူးပေါ့ကိုကတော့မှပဲသူတို့ပြန်ကူညီတဲ့သူမျိုးတွေတွေ့ရတယ်ပေါ့လေဟုတ်တယ်သင်ငယ်တော့ရှာဖွေထားတာတွေကသင်အသက်ကြီးရင်အဲ့လိုမျိုးသုံးဖို့လောက်တယ်ပေါ့လေတက်တာနဲ့နေဖို့လောက်တယ်တဲ့သင်ကမိခိုဖြစ်မှာမဟုတ်ဘူးသင်ကကိုယ်ပတ်စံနဲ့ကိုယ်နဲ့တက်ကြီးပေမဲ့ချမ်းသာတဲ့အဖိုးအဖွားပေါ့လေအဲ့လိုမျိုးဖြစ်မယ်တဲ့သင်ကျမ်းမာရေးဘယ်လိုလဲကျမ်းမာရေး Two of Pentacles အားကြောင့်မလို့ပြောရ depression နဲ့နည်းနည်းလျှော့ပါလို့ဒီမှာ Two of Pentacles ဆိုတော့ဘာလဲဆိုတော့ကျမ်းမာရေးတော့နည်းနည်းသတိထားဂရုစိုက်ရမယ်တဲ့နေကောင်းလိုက်မကောင်းလိုက်တွေဖြစ်နေတာတွေ့တယ်ပိုင်တူတွေကရှေ့မှာလဲအဲ့လိုမျိုးကိုကအလုပ်
ကြိုးစားတာတွေတွေ့တယ်ကွာကိုအလေရန်လို့ကြိုးစားလို့အဲ့ပတ်စံနေရကိုအသက်ကြီးတဲ့အခါကျရင်ထိုင်စားနေုံပဲအဲ့ဆိုတော့ဘယ်လိုလဲဆိုတော့အမိကိုအရန်ကင်းတာပေါ့ကွာခုနကလည်းဘောလုံးတက်မှာနိုင်ရောဖန်ကဒီမှာကျတော့ full of sauce ဆိုတော့ဘာပြောလဲဆိုတော့သူကကျမ်းမာရေးရနည်းနည်းဟိုနေကောင်းလည်းမကောင်းလည်းဖြစ်တတ်တယ်တဲ့သူကကေစင်ထင်တာလေပိုင်တူးတွေကအဲ့အရန်အတန့်ကြိုက်တယ်ပေါ့အတန့်ကြိုက်ပြီးတော့ကိုယ့်ဘာသာကိုအင်းအလုပ်တွေလုပ်ပြီးတော့အတင်းလုပ်ပြီးတော့နေမကောင်းဖြစ်တာမျိုးတွေဖြစ်မယ်ပေါ့လေအတန့်အရန်ကြိုက်ပြီးတော့ကိုယ်လုံးမစိတ်ချမ်းသာတဲ့သူတွေပေါ့လေအလုပ်သမားတွေလည်းမငါဘူးကွာကိုယ်အိမ်မှာကိုယ့်ဟာကိုလှုပ်ပြီးတော့အတင်းလှုပ်ပြီးတော့ပင်မနေလှုပ်ပြီးတော့အဲ့လိုမျိုးနေမကောင်းဖြစ်သွားတာခဏပေါ့အဲ့လိုမျိုးတွေ့ရယ်အဲ့ဆိုတော့ဘယ်လိုလဲဆိုတော့ပင်မတိတ်မလှုပ်ပါနဲ့တဲ့တချို့တွေကဘယ်လိုပြောလဲဆိုတော့အဲ့လိုမျိုးမလုပ်တတ်တဲ့သူတွေကြတော့ပေါ်ပါတဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ပေးတင်တယ်တဲ့ဥပမာအဲ့လိုမျိုးမနက်ခင်းလေကောင်းလေသန့်ရှူပြီးတော့လမ်းလျှောက်ထွက်တာတို့အဲ့လိုမျိုးလုပ်ပေးတင်ပါတယ်တဲ့အိမ်အလုပ်ကိုတယောက်တည်းလုပ်တဲ့သူများကိုမခိုင်းတဲ့သူတွေကတော့လုပ်စီရမလို့ပေါ့ဒီကွာအိမ်အလုပ်နဲ့ကိုလည်းလှုပ်ရှားအားကစားဖြစ်နေပြီပေါ့ဒီမှာနေမကောင်းတော့ဖြစ်သွားတယ်ဆိုကျမ်းမာရေးကတော့အခုတွေကလိုက်စားတင်တယ်နော်အရန်ယောဂဖိစီယောဂတွေအရန်ဖိစီပြီးတော့စိတ်ဆင်းရဲနေရတော့မတွေ့ပါဘူးဒီလိုမျိုးနည်းနည်းဂယုစိုက်ရမယ်အဲ့ဒါလေးအရှိမပြောရတယ်လို့စိုက်လို့ရမယ်ရပြီနော်နောက်တစ်ခါခင်းတော့ဝယ်ဆိုရှယ်ကတော့ကောင်းတယ်ဆိုရှယ်ကခင်းနော်လုံးဝခင်းမယ်ဒီမှာလဲခင်းနေခွင်းနေကြာလာတယ်ကိုကအဲ့လိုမျိုး Queen of Pentacles ဒီ bottom of the deck မှာ Queen of Pentacles ဒီမှာ King of Wands ဆိုတော့ကိုယ့်ဘဝဝင်ကြီးကလူတွေကကိုယ့်ကိုလေးစားတယ်ပေါ့လေမိသားစုတွေကတင်းရဲ့အိမ်ကိုမကြာခဏလာလေတာတို့သားသမီးတွေကအဲ့လိုမျိုးနိုင်ငံခြားမှာနေတယ်ကွာဒါပေမဲ့အခါကြီးရဲ့ကြီးမှာဆိုရင်ကိုယ့်အိမ်ကိုလာပြီးတော့စုပြီးတော့မိသားစုစုဝေးစီဘယ်လိုပြောမိသားစုစီဝေးဝဲလောက်ကြရပေါ့လေပျော်ပွဲရွှင်ပွဲတွေအတူကျင်းပကြတယ်ပေါ့လေတရင်ကျိုးလာကြောတာတို့အဖေများနေအမေများနေမှာလာကြောတာတို့အဲ့လိုမျိုးတွေဖြစ်နိုင်တယ်ပေါ့လေပြီးတော့ဒီမှာ King of Wands ဒီမှာ King of Wands ဆိုတော့ဒီမှာအိမ်မြောင်လေးတွေ့ရမလားအိမ်မြောင်လေးကတော့ပါလေဆိုကိုယ့်ထက်အသက်ငယ်တဲ့သူတွေပေါ့လေကိုယ့်ရဲ့မိသားစုတွေကပဲဖြစ်ဖြစ်ကိုယ့်ထက်အသက်ငယ်တဲ့သူတွေပတ်ဝန်းကျင်ကအသက်ငယ်တဲ့သူတွေအားတဲ့ကိုယ့်စီမှာလာပြီးတော့အကြံတောင်းတာဟုတ်ဒီမှာတင်ကဘယ်လိုပြောမလဲသူတို့လေးစားရတယ်ပေါ့သူကဒီမှာမောကြည့်ပြီးတင်မောကြည့်ပြီးတော့အကြံတွေတောင်းနေတင်ကလုံးဝလူကြီးအရန်ဆန်ရင်းကြက်တဲ့ပုံစံနဲ့အကြံပေးနေတာပေါ့အဲ့လိုမျိုးတွေ့ရယ်တင်ရဲ့အကြံပေးမှုတွေစုံစုံမမှုတွေကိုသူတို့တွေကလေးစားကြတယ်တင်ကိုယ်တိုင်ကလည်းဒီမှာဒီလိုမျိုး Queen of Pentacles ဆိုတော့ဗောလေတင်ကိုယ်တိုင်ကလည်းအဲ့လိုမျိုးတင်ရဲ့သားသမီးမြင့်တွေကိုအပေါ်တာဝန်ကြီးရယ်ပေါ့တင်တပည့်တွေအပေါ်တာဝန်ကြီးတဲ့ဆရာသမားအဲ့လိုဆိုတော့တင်ကိုလေးစားပြီးတော့ချစ်ခင်ကြတယ်ပေါ့သူတို့ကပြီးရင်တင်ရဲ့နံပိုင်းဆိုင်ရာအခြေအနေလေးကိုကြည့်မယ်နော်ထွက်လာပြီတကက်ဒါလေးဆို401မိသားစုကနော်မိသားစုလေးနဲ့နွေးနွေးထွေးနေရတာမျိုးတွေတွေ့ရယ်တင်ပျော်နေတဲ့အဲ့ဒီအချိန်မှာမိသားစုကောင်းအိမ်ကောင်းနဲ့တတောင့်တတနေရတာတွေ့ရပေါ့လေအဲ့ဒါကိုတင်ကြည်နပ်ပြီးတော့နေဘာသာတရားတွေလည်းလောက်လာလိမ့်မယ်ပေါ့လေတင်ကရိုးရိုးရှင်းရှင်းလေးနဲ့တင်ရိုးရအတိုင်းနေရတာကိုကြိုက်လာလိမ့်မယ်ရှေးရိုးစဲလူကြီးမဟုတ်ဘူးကွာဒီတိုင်းအဲ့လိုမျိုးကိုရိုးရဗမာအဲ့လိုမျိုးပစိုးတွေထမိန်နေအဲ့လိုလူကြီးတွေဝတ်တဲ့ပုံစံတိုင်းလိုက်ဝတ်တာအဲ့လိုတင်အသက်ကြီးလာတဲ့အချိန်ပေါ့လေအဲ့လိုလူကြီးတကယ်ကိုလူကြီးတယောက်ရှင်းချက်တဲ့လူကြီးတယောက်ပုံစံမျိုးနေတာထိုင်တာဝတ်တာစားတာ
ရှေးရိုးဆွဲလူကြီးတော့မဟုတ်ဘူးကွာတင်ကကိုယ့်ရည်ချင်းမှုကိုထိမ့်သိမ်းပြီးတော့တမိုးထားမြင်လို့တဲ့သူမျိုးဖြစ်လာလိမ့်မယ်တဲ့တင်အသက်ကြီးရဲ့ချင်းဩဇာတာကောင်းတဲ့ပိုင်တူတွေလေဒီလိုဩဇာတာကောင်းအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုလဲဆိုတော့ကွာကိုကကန်ဆိုတာလဲလုပ်ပဲအဲဒါဘာကြီးလုပ်တင်တယ်ပေါ့အခုလောလောဆယ်901ကဘာပြောလဲဆိုတော့ तू ကတင်အခုလက်ရှိတင်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပေါ်ပါတဲ့အမြဲတမ်းတက်တက်ကြွကြွနေပါတဲ့ခရီးများများထွက်ပါတဲ့အရှိမကျမ်းမာဒီမှာတူဝဖန်ဒီကမှာကျမ်းမာရေးကောင်းလိုက်မကောင်းလိုက်ဖြစ်နေရဆိုတော့တင်အခုတွေကကျမ်းမာရေးလိုက်စားတင်တယ်နော်အရှိမလည်းပြောပြပါပြီဒါမဲ့အခုနိုင်တော့ဝန်ကပြန်ပြီးတော့သတိပေးတာဒီမှာကြည့်တင်ကအခုကနိုင်တော့ဝန်ပြီးရင်တင်အိုမင်းပြီးတော့တင်အိုမင်းသွားတဲ့အချိန်ကျရင်ကင်းတော့ဝန်ဖြစ်သွားမယ်နော်ဒီမှာနိုင်တော့ဝန်ကနေပြီးတော့ကင်းတော့ဝန်ဖြစ်သွားခုနကပြောကျမ်းမာရေးကအာဟာရဖြစ်စီတွေရဲ့အစားအစာတွေကိုစားရမယ်ပြီးရင်အပူဆက်တွေရှောင်ပါတဲ့လေ့ကျင့်ခန်းကိုအခုတွေကပုံမှန်လုပ်နေရင်ကောင်းပါတယ်တဲ့ယုံကြည်မှုရှိနေပါပြီးရင်အလုပ်ကိုကြိုးကြိုးဆဆလုပ် passion နဲ့အပြည့်လုပ်နောက်တစ်ခါထုတ်ကြည့်လိုက်မယ်နော်ဟုတ်တယ်တင်လုပ်တဲ့ဒီဂရုတူကနော်လုံးဝဟိုပဲသူကခင်းနေခွင်းနေပဲနော်ဒီမှာဆိုလဲခင်းတော့ဆိုခုနကလည်းဘောလုံးလက်ထက်မှာခွင်းတော့ဖန်တီးခဲ့ဒီမှာခင်းတော့ဝင်တင်အဲ့လိုမျိုးဒီမှာ2 of cups ဆိုတော့တင်အဲ့လိုမျိုးအလုပ်ကိုကြိုးကြိုးစားစားလုပ်ရင်အရာသူကသူအဆင်ပြေသွားလိမ့်မယ်ပေါ့လေလက်တွေ့ကြနဲ့စိတ်ရှင်းထားပြီးတော့တေချာလေးပုံမှန်လုပ်ပါတဲ့အဲ့ဒါဆိုရင်အရာအဆင်ပြေလိမ့်မယ်တဲ့အခုလောလောဆယ်အခက်အခဲကြုံတွေ့နေရတဲ့သူတွေဆိုရင်လည်းစိတ်တက်မကြပါနဲ့တဲ့တင်ကြော်ဖြတ်နိုင်မှာပါတဲ့တင်ကအတွင်းစိတ်အားကောင်းတဲ့သူတွေမှာပါတယ်ပေါ့လေတင်ကကံကောင်းလို့ဦးစားတာကောင်းတာမလုပ်ဘဲနဲ့တင်ကိုယ်တိုင်ကကြိုးစားလို့အဲ့လိုမျိုးတာဝန်ကျေလို့အဲ့ရဲ့အသီးပွင့်တွေကိုခံစားရတာတဲ့တင်ကအသက်ကြီးပေမဲ့မပြည့်စည်သေးဘူးပေါ့လေဒီမှာဆိုလဲကင်း energy ဆိုတော့ကောင်းတယ်ပေါ့လေငယ်ရင်စဉ်ကလိုပဲတက်ကြနေတဲ့သူတွေလည်းတွေ့ပါတယ်ဒီမှာ celebration တွေကိုလုံးဝကနေကြတဲ့ပုံစံနဲ့လုပ်နေရဆိုတော့ယခုလက်ရှိကတော့အလုပ်ကိုပုံမှန်လေးကြိုးစားသွားဖို့လိုပါတယ်တဲ့ကျမ်းမာရေးထိခိုက်စေတဲ့အထိတော့မလုပ်သင့်ဘူးဘန်းအောင်ဖြစ်တဲ့အထိမလုပ်သင့်ဘူးအစွန်းရောက်တာမျိုးတွေမလုပ်ပါနဲ့တဲ့မြတတာနေပြီပါတဲ့ဟုတ်ကဲ့ပါဒါကတော့ဖိုင်တူးလေးတွေအတွက် reading ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက် reading တွေမှာပြန်ဆုံတွေ့ကြမယ်နော်တတာဒီစတစ်ကာလေးကိုရွေးထားတဲ့ပိုင်သီးလေးမင်္ဂလာပါရှင်အခုတင်ရဲ့ဥစားတာအကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး oracle လေးတွေထုတ်မယ်oracle တကက်but secret အမယာပန်အိုလေး secret အမယာဆိုတော့နောက်တကက်ကငါကကြလားတော့အဝိုင်းနေဆိုတော့နည်းဒီလိုမျိုး shuffle လုပ်ရတာနည်းယူလိုက်မယ်နော်ဒီလိုမျိုးအမှောက်ကြရင်တော့မယူဘူးတလားကိစ္စကဒီလိုမျိုးစားပါအောင်မေးပါရန်လုံးမိပါတယ်ကွယ်တော့ the opportunity are waiting for you ပြီးတော့ဒီမှာ fire strong emotion passionate love or hate ဒီမှာ rose the roman in the air ဆိုတော့ love ပဲဖြစ်မှာပါစိတ်မပူပါနဲ့ okay ဒီ3ခုအရာပေါ့လေပိုင်3တွေကတဲ့
တင်အသက်ကြီးလာတဲ့အခါမှာတဲ့တင်ပတ်ဝန်းကျင်မှာတိတ်တိတ်လေးတင်ကိုအားကြနေတဲ့သူတွေရှိပါတယ်တဲ့တင်အစဉ်ပြေတာကိုကြည့်ပြီးတော့ဝမ်းသာနေတဲ့သူတွေလည်းရှိရဲ့အဲ့လိုမျိုးဝမ်းသာတဲ့သူတွေလည်းရှိနေတယ်လို့တဲ့မနာလို့ဖြစ်နေတဲ့သူတွေကိုလည်းတွေ့ရတယ်ပေါ့လေဒီမှာ level hate ဆိုဒါမဲ့တင် view ဆိုင်မှာမဟုတ်ပါဘူး view ဆိုင်မှာမဟုတ်ဘူးတင်ကယခုဘဝအောင်မြင်မှုအတွက်ပဲမွေးဖွားလာတဲ့သူတွေ door ဆိုတော့ opportunity အသက်ကြီးလာရင်လည်းအဲ့အောင်မြင်မှုအသီးပွင့်တွေကိုဆက်လက်ပြီးတော့ခံစားရမယ်ပေါ့ရေရှည်ခံစားရမယ်တဲ့ကံကောင်းတဲ့သူတွေတွေ့ပါတယ်စားလာတွေကကံကောင်းတဲ့သူတွေတွေ့တယ်ဒါတော့ထုတ်မယ်နော်ဟုတ်တယ် Six of Pentacles balance ဖြစ်တာ karma တွေကောင်းတာအခုဒီမှာ Six of Pentacles ဆိုလဲတင်ရကောင်းမှုနဲ့ကံတရားကိုတွေ့ရတယ်ပေါ့လေပိုင်3တွေထဲမှာအခုအရန်ပင်ပန်းနေတဲ့သူတွေမပါဘူးပေါ့တင်ကအတိတ်ဘဝကကောင်းတာတွေလုပ်ခဲ့လို့တင်အခုကောင်းတာတွေပဲဖြစ်တယ်။အိုမင်းတဲ့အချိန်ကျရင်လည်းချမ်းချမ်းသာသာနေရတာကိုတွေ့ရတယ်။မိသားစုတိုက်တိုက်ဝင်ဝင်လေးနဲ့နေရတာတွေ့ရတယ်။အဲ့အချိန်ကျရင်တင်ရဲ့တငယ်ချင်းတွေလည်းရှိအောင်မယ်ပေါ့လေ။တော်တော်9ယောက်မှဆို3ယောက်လောက်ကတော့ရှိနေသေးအောင်မယ်တဲ့။တင်ကချမ်းသာတဲ့သူတွေမှာပါတယ်เนาะတင်ရဲ့ငွေကြီးနဲ့ဒီမှာဒီလူကဒီမှာငွေတွေပေးနေရင်တွေ့ရမလားသားသမီးတင်ရဲ့ငွေကြီးနဲ့တင်ကိုပိုင်ငွေကြီးနဲ့သားသမီးမြင့်တွေကိုပြန်ကူညီရတွေ့ရတယ်ပေါ့လေတင်ကမိခိုးဖြစ်မှာမဟုတ်ဘူးတဲ့အလူတန်းနေအများကြီးလုပ်နေရတွေ့တယ်တင်နာမှာပြုစုဆောက်ရှောက်မဲ့သူတွေလည်းရှိတယ်ပေါ့လေအထီးကျန်နေရမတွေ့ရဘူးကွာကျမ်းမာရေးဆောက်ရှောက်မှုအားကောင်းတဲ့နေရာမှာနေရတာလမ်းပတ်ဆက်သွယ်ရေးအားကောင်းတဲ့နေရာမှာနေရတာတွေတွေ့ရတယ်ပေါ့လေကျမ်းမာရေးဆိုတော့ကျမ်းမာရေးကိုတစ်ချက်ကြာလာတကယ် facial one ခုနထွက်ကြလာเนาะထွက်ကြလာတာကောက်ပြီးယူလိုက်တာလုံးဝရမ်းเนาะလူငယ် energy တင်ကျမ်းမာရေးကတင်အသက်ကြီးနေပြီမဲ့ကျမ်းမာရေးကလည်းကောင်းတယ်ဒီလိုမျိုး facial one ဆိုတော့ငယ်ရွယ်သူတယောက်လိုပဲတွတ်တွတ်လက်လက်လေးပေါ့လေတင်အတွင်းစိတ်ကလည်းကျမ်းမာရေးလည်းကောင်းတယ်တင်ရဲ့အတွင်းစိတ်ကလည်းနုပြိုလန်းဆန်းနေတော့မယ်အရင်facial one ဆိုတော့ fire energy ပေါ့လေသူကကိုလည်းတင်ကအဲ့အရွယ်အထီတောင်မှပဲကိုဝါသနာပါတဲ့ကိုလည်းလှူရှာအားကစားလေးတွေကိုပုံမှန်လုပ်တာရှိမယ်ပုံမှန်မနေ့တိုင်းလေကောင်းလေးတန်းရှူဖို့လမ်းရှူပြီးတော့လမ်းလျှောက်ထွက်တာမျိုးတွေလုပ်မယ်တင်တကယ်လို့ဖျားနာတာနီမကောင်းတာမျိုးတွေရှိရင်လည်းမြန်မြန်ပျောက်လိမ့်မယ်ပေါ့လေဒါ facial one ဆိုတော့ဒါပေမဲ့သတိထားရမယ်နော်အရန်ကောင်းနေရဆိုပြီးတော့ပြောဘယ်လိုပြောမလဲဂယူးမဆိုင်ပဲနဲ့သတိလို့မလုံးနဲ့ပေါ့လေ facial one ဆိုတော့သူကနှလုံးရောအဲ့လိုမျိုးနှလုံးခါအဲ့ဒါတွေကိုဂယူးဆိုင်ရမယ်ပေါ့လေဒီမှာကွာတင်ကပြောရမယ်ဆိုရင်တင်ကဘယ်လောက်ပဲငယ်ရွယ်ခံစားနေရတော့မယ်ဆိုပြီးတော့စိတ်သွားတိုင်းကိုပါမျိုးတော့လှုပ်လို့မရတော့ဘူးကွာအသက်20အရွယ်ခန္ဓာကိုယ်နဲ့အသက်80အရွယ်ခန္ဓာကိုယ်ဆိုတာတူမှာတော့မဟုတ်ဘူးလေဟုတ်တယ်မလားခန္ဓာကိုယ်ညားမယ်တဲ့အရင်ကြီးမခိုင်းရပါဘူးတဲ့နောက်တစ်ကက Fight of Cup ကဘာလဲဆိုတော့ဒီမှာနည်းဝမ်းနေနေရတွေ့ရပေါ့လေဒါပေမဲ့ဝမ်းနေနေမှာပေါ်တော့တဲ့တက်က Nine of Cups ဆိုတော့ဟုတ်တယ်တဲ့ဘယ်လိုလဲဆိုတော့တင်းမိသားစုနဲ့ပဲတင်အချိန်ကုန်ဆုံးလိမ့်မယ်တဲ့ကေစင်ထင်တာကတော့ဗောလေတင်းမိသားစုနဲ့တော့တင်ဟာပျော်ရွှင်ရပါတယ်တဲ့ဒါပေမဲ့အဲ့အချိန်ကျရင်တော့တင်ရဲ့အိမ်အောင်ဘက်လိုမျိုးကအိမ်အောင်ဘက်ကမရှိတော့ဘဲနဲ့ဆုံးသွားတာဗောတင်ထက်အရင်ဆုံးသွားတာမျိုးတွေဖြစ်တယ်အဲ့ကြရင်တင်ကတယောက်တည်းပဲကြံခဲ့ပြီးတော့ဝမ်းနေနေရမျိုးတွေတွေ့ရတယ်ဗောလေတင်တယောက်တည်းပဲသားသမီးနဲ့နေနေရတယ်တွေ့ရတယ်ဗောဘယ်လိုလဲဆိုတော့တင်အိမ်အောင်ဘက်ထက်အသက်ရှိတယ်သူတွေတွေ့ရ
တင်းရဲ့နောက်ဆုံးအချိန်နေမှာပေါ့လေတင်းအတွက်အရေးကြီးတဲ့သူတွေနဲ့ပဲကုံဆုံးဖြစ်လိမ့်မယ်ပေါ့လေဒီမှာ five of cups ဆိုတော့ဒီမှာအရှိမဟာခွက်3ခွက်လဲနေအနောက်မှာခွက်2ခွက်ဆိုတော့တင်းသားသမီးတွေထဲမှာတင်းရဲ့သားသမီးတွေထဲမှာနည်းနည်းခံပြောတတ်တဲ့သူပါနေရမျိုးဖြစ်နိုင်တယ်ပေါ့လေသူကအရန်ဆိုးတာမျိုးမဟုတ်ဘူးကွာနည်းနည်းတစုထိုးလောက်တတ်တယ်သူခံပြောရင်တင်းကဝမ်းနေရတယ်ပေါ့လေအရန်လိမ့်မာတဲ့ဒီမှာအနောက်မှာခွက်2ခွက်ကွာအရန်လိမ့်မာတဲ့သားသမီးလည်းရှိတယ်ဒါပေမဲ့သူတို့ကလိမ့်မာတယ်ဆိုတော့တင်းကသူတို့အတွက်ပူနေကြမလို့ကွာဒီလိုမျိုးနည်းနည်းဘယ်လိုစကားသိမ့်နာမထောင်တဲ့သားသမီးကိုပဲတင်းကနည်းနည်းပူနေရမျိုးအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့လေတကယ်လို့သားသမီးကတယောက်တည်းဆိုရင်လည်းအဲ့သားသမီးကလိမ့်မာတာတော့လိမ့်မာတယ်ဒါပေမဲ့နည်းနည်းခံပြောတတ်တယ်ပေါ့လေခံပြောတတ်တဲ့ကလေးကိုတွေ့ရတယ်တင်းအသက်ကြီးတဲ့အချိန်ကျရင်ဖြစ်ပျက်သဘောတရားတွေကိုပို့ပြီးတော့သိလာလိမ့်မယ်ပေါ့လေဘာသာရေးအကြောင်းကိုတယောက်တည်းတွေးပြီးတော့တန်ဝေကားတွေရနေရမျိုးတွေတွေ့ရတယ်ပေါ့ဒါဒီလိုပါလားဒါတွေကအကြောင်းရှိလို့အကျိုးဖြစ်လာတာပါလားဆိုပြီးတော့တင်းအဲ့လိုမျိုးဖြစ်လိမ့်မယ်နောက်တစ်ခုကအဲ့တော့ဆိုတော့ဘာလဲဆိုတော့ရှေ့မှာပြောရတယ်လို့ပဲပေါ့လေတင်းကတင်းစိတ်ထဲမှာဘာသာရေးအကြောင်းတွေပဲမကောင်းတာမဟုတ်เนาะတင်းစိတ်ထဲမှာပဲတယောက်တည်းဘာသာရေးအကြောင်းတွေပဲတွေးပြီးတော့အတိတ်ဘဝတွေနောက်ဘဝအကြောင်းတွေတွေးပြီးတော့တွေးနေတယ်ကံကြီးအကျိုးတွေကိုလေးလာဖြစ်မယ်တဲ့အဘိဓမ္မာတို့လိုတရားတွေပေါ့လေအစင်မြင့်ဘယ်လိုပြောရမလဲနည်းနည်းအစင်မြင့်တဲ့တရားတွေကိုသင်ရလာလိမ့်မယ်ပေါ့လေသင်ကဒီမှာလည်းသင်သိရပေါ့အတိတ်ဘဝကကောင်းတာတွေလုပ်ခဲ့လို့သင်အခုကောင်းတာတွေပြန်ခံစားရတယ်ဆိုတာလည်းသင်သိရအဲဆိုတော့သင်ကံကြီးအကျိုးယုံကြည်တဲ့သူတယောက်ပေါ့သင်ကအဲ့လိုမျိုးကွာတရားတွေတီလို့ငါတီးရငါတက်တယ်ဆိုပြီးတော့လိုက်ကြွားနေရမဟုတ်ငါနင်တို့ထက်သားတယ်ဆိုပြီးတော့ပဲသူများတွေကိုလိုက်ပြီးတော့နှိမ်နေဟာမဟုတ်ဘူးတဲ့တင်းအတွက်တင်ဒီဘာသာရေးကိုလုပ်နေရကိုကကံကြီးအကျိုးယုံကြည်တဲ့သူဆိုတော့ကွာဝိပဿနာတွေအဲ့လိုမျိုးသမထတွေအားထုတ်ဖြစ်လိမ့်မယ်ပေါ့ဒါပေမဲ့သူကအဲ့ရော့ဆော့ဆိုတော့အရင်ကြီးအတွေးလွန်ပြီးတော့ချော်ထွက်မသွားဘူးတော့ပြောတယ်နော်နောက်တစ်ကကြည့်မယ်နောက်တစ်ကမထွက်လာဘူးကွယ်နောက်တစ်ကဘာလဲဆိုတော့ထွက်လာတော်တော်ကြီးကိုရှက်ဖယ်လုပ်လိုက်ရတယ် The Hermit ဆိုတော့တရားသမားတွေတွေ့ရတယ်ပေါ့လေဟုတ်တယ်ဒီမှာလဲသင်ဟာကံကြီးအကျိုးယုံကြည်ရယ်လိုက်လုပ်တယ်အဲဆိုတရားသမားကြီးသင်တရားသမားကြီးဖြစ်လာလိမ့်မယ်ပေါ့အခုတွေကလည်းသင်တရားအလုပ်တွေလုပ်ရတာကြိုက်လိမ့်မယ်ပေါ့လေအဋိဌာန်နေဘာသာရေးအလုပ်တွေအခုတွေကလုပ်ရင်းကောင်းတယ်သင်ရဲ့ပထမဆုံးကမ္ဘာဒီမှာပြောသလိုပဲ Six of Pentacles ဆိုတော့ပြည်စဉ်ပြောသလိုပဲလေသင်အတိတ်ကကောင်းတာတွေလုပ်ခဲ့လို့ဒီဘဝမှာကံကောင်းတာဒီဘဝမှာလည်းအတိတ်ကံကောင်းမှုအထုံတွေကြောင့်ဘာသာရေးကိုစိတ်ဝင်စားလိမ့်မယ်ပေါ့လေအတိတ်ကကောင်းမှုတွေပဲလုပ်ခဲ့ရဆိုတော့ဒီဘဝမှာလည်းကောင်းမှုတွေပဲလုပ်ချင်မယ်ပေါ့လေအထုံပါလာတဲ့သူမျိုးတွေပေါ့ဟုတ်ပါတယ်ဒီမှာဆိုရင် bottom of the deck မှာ3 or 1ဆိုတော့သင်လောကရန်ကြီးလဲကြုံခဲ့ရတာမျိုးတွေဖြစ်မယ်ကွာလောကရန်ကြီးကြုံပြီးတော့တရားကြီးလေးရှာသွားတာအဲ့လိုမျိုးတွေဖြစ်မယ်အဲ့ကြရင်သင်ကဒီလိုမျိုးအိုမင်းပြီးတော့အသက်ကြီးလာတဲ့အချိန်ကျရင် drama တွေကိုတိတ်ပြီးတော့ cue မဆိုင်တော့ဒီမှာသင်ကို drama တွေလာမိလဲသင် cue မဆိုင်တော့ဘူးငါရဲ့တရားအလုပ်တွေကိုပဲသေချာကြည့်နေကိုအတွက်နှုံဘွားကောင်းစားရေးပဲလုပ်တော့မယ်ကွာဒီဘွားမှာလည်းသင်ကအတိတ်ကံကြောင့်ကောင်းစားခဲ့တယ်ဆိုတော့နှုံဘွားကောင်းစားရေးကိုသင်ဆက်လုပ်လိမ့်မယ်
drama တွေတိတ်မခင်းတော့ဘူးပေါ့ဒီမှာအဲ့ရောဒီတစ်ခုပဲကွာအဲ့ရောဆော့ဆိုတော့တင်းစိတ်ကိုရှင်းထားရမယ်ပေါ့နိ overthinking နေအရင်မဖြစ်ပါနဲ့တဲ့ဟုတ်ကဲ့ဒါကတော့ point 3လေးတွေအတွက်သင်အိုစာတာအကြောင်းပြောပြပြီးသွားတာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ် reading တွေမှာပြန်တွေ့ကြပါဦးမယ်နော်တတား